အပေါ်မှာတယောက်တည်းဖြတ်ပြီးတော့ကန်ထားတဲ့အနေအထားတစ်ခုမှာတော့ရှိတယ်3ယောက်တယောက်ဆိုတဲ့အားကိုကျွန်တော်ဘလောက်ဒီ performance ပြနိုင်ပါလဲလောဆယ်တော့ကျွန်တော်အပေါ်တက်လာမှာလားလို့ short gun လေးနဲ့ပဲဒီမှာတော့ဖြတ်ပြီးတော့ကန်တာ grenade ပေးထားဆိုတဲ့အနေနဲ့သူရတော့တော်တော်တော့ short သွားခဲ့ပြီဗျချက်ချင်းပဲသူပြန်ဖြေးဖို့တော့ကြိုးစားနေတော့3ယောက်လောက်အပေါ်ဝင်လာပြီဆိုတဲ့အနေအထားမှာတော့မဲဝိုင်းဖြတ်ပြီဗျအဲ့တော့ဒီလိုအနေအထားမှာတော့ဒါဘာတော့မတက်နိုင်ဘူးပေါ့နော်အဲ့တော့မြောင်ကေးတွေပါရယူထားပါသေးတယ် That whole situation. ဟောပေါ့ထိုင်းလဲမိတ်ဆက်ပါလား It looks strange. But that was ဒီပါအေးစေးကျွန်တော်ရှိတယ် they're just enjoying the loot of war as they do get plenty of stashes coming from those vehicles that always passes by Pachinki, so they are all decked out. Interesting enough, though. ညီမညအေးလို့ပွဲစားအမြဲတမ်းကွာအဲ့ဒါကြီးအမြဲတမ်းပဲ Right now, I love. အဲ့ဒါကြီးကကြောင့်မပြောဘူးလေနော်တခြားအသင်းနဲ့တခြားအသင်းကိုဖြုတ်နောက်ဆုံးမြန်မာ၄သင်းကျအာမေဘလောက်ကြက်တည်ရှိလာရင်အဲ့လိုတော့မမြင်ရတာတော့ကြာနေပြီ Them as well. They're a team that gets so many eliminations. They've consistently made it to that top. I think top 4 toward the entire trip today. At least only 2 maps have been played. It looks really good. They're the type မ of လို့စထရီမှာဆိုပြီးမလို့ကတ်စတာပါကွာအမေ really need မလို့စထရီမှာတော့မဟုတ်ပါဘူးမလီ to be able to survive. So ကကျေးဇူးအများကြီးတင်ပါတယ်လောဆယ်ကျွန်တော် 4.7k ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်လည်းပွဲတွေတောက်လျှောက်ပြဖို့ကျွန်တော်စီစဉ်ထားပါတယ်အဲ့တော့ကျွန်တော်လက်မလေးနှိပ်ပေးပါဦး Telegram group ထဲကိုဝင် join လို့ရပါတယ်เนาะကျွန်တော်ရဲ့ channel လေးပါကျွန်တော်ဘာကြီးလုံးနေလဲသိချင်တယ်ဆိုရင်အဲ Telegram group ထဲကိုဝင် join လို့ရပါတယ်ချစ်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်လာကြည့်ပေးတယောက်ချင်းစီတိုင်းကိုကျေးဇူးပါ really chill up there. They want to catch maybe a few teams around them as they rotate over if they are quick enough for this for the loots. But I think for them, အားပေးနေပါကျေးဇူးပါ if anything,ခိုင်းမဆဲပါနဲ့တင်မ go fight a bit too early. Maybe stragglers, but not all ins. Yeah, very likely to not. YG would just ဆဲတာမဟုတ်ပါဘူး around, not really. Army fucking take ပါ in the first 2 phases, and then Army fucking take တော့တာပါ Okay လောလောဆယ်တော့ကျွန်တော်214ကျွန်တော်လာနေခဲ့တယ်ဒီမှာတိုင်းကျွန်တော်တို့ကန်ထားတယ်ဆိုတဲ့အနေထားတော့ရပြီအပါခေါ်လို့ရအောင်မယ် meanwhile, အဲ့လိုတနက်တွေကျွန်တော်တိတ်ကောင်းခဲ့တာကျွန်တော်က red dot ပဲပြစ်တာကျွန်တော်ဟွန်လူတော့တိတ်မပြစ်ဘူးကျွန်တော်ကအဲ့လိုပြီးရင်လေကျွန်တော်စောင့်ရင်ကျွန်တော် MU စော့တဲ့ကောင်ဆိုကျွန်တော်စောင့်ရင်ကြတော့အဲ့လို 3 scope တွေပါတော့တိတ်မပြစ်ကျွန်တော်က red dot red dot ပြစ်တယ်ဟော်လူတွေပါတစ်ခါလေးတော့ပြစ်တယ်ကျွန်တော် sniper တော့ red dot တွေပဲပြစ်တာဒါကျွန်တော်ခစ်တော့ပါဘောနော်ကျွန်တော်ခစ်တော့ဘယ်သူမှမသိလိုက်ဘူးဟောလဲဆိုတော့ဟိုကျွန်တော်ဘယ်သူမှချမပြရတဲ့တော့ဘယ်သူမှမသိလိုက်ဘူးပေါ့အဲ့တော့ကျွန်တော် sniper တွေပါတော့ကျွန်တော်က red dot တွေပဲပြစ်တာကျွန်တော်တို့ scope ဆိုတာ no need scope ပဲ just need ski a little bit more of a better survivability coming in from time esports. ဒါစားတလေးကစားရမ်းကျန်းနေတယ်ဘာပြောပြတာပါ The biggest ကျွန်တော်အဲ့လိုမျိုးတွေပဲစော့တယ်ချိန်တိုင်းတော့ပြန်ကြည့်ရမှာအဲ့လိုကာလာဟုတ်လားကာနိုင်ရေးတွေပါတိတ်ကောင်းခဲ့တာဗျာ24လို့ပါတိတ်ကောင်းခဲ့တာ level best. SK တလက် SKS တလက်ပြီးရင်ဟိုဟာ and 24တလက်ဆိုပြီးပြီအဲ့ဒါကျွန်တော်ပွဲပဲပြန်ဆော့ပြအောင်ပြန်ဆော့ပြအောင်မယ်လောဆယ် PC မနိုင်သေးလို့နောက်ကျရင်ပြန်ဆော့ပြကဲတောင်းလျှောက်ပဲကျွန်တော်တို့ Snooker Esport ပြစ်ခံနေရပြီဆိုတဲ့အနေထားမှာကျွန်တော်အိမ်ထဲကိုတော့ဝင်မတော့ရမှာဗျာတော်တော်နာကျင်နေ VRH နဲ့ထပ်တွေ့တယ်အဲ့တော့မြန်မာချင်းချင်းတွေတွေ့နေတာလို့ This corner. So Okay they're just VRH ထပ်ပြီးတော့တိုးဖို့တော့ကြိုးစားအောင်မယ်ပေါ်မှာတော့ Snooker Esport တယောက်တော့ကြံနေတော့မယ်အဲ့ရှင်မာချင်းချင်းညီးတဲ့ပွဲဆိုရင်လည်းကျွန်တော်ပြိုင်ပွဲဖြစ်နေတဲ့အတွက်မတက်နိုင်ဘူးပေါ့နော်ချက်ချင်းပဲအိမ်မျိုးတော့ပြန်ထွက်ပြီးတော့ကျွန်တော်အော်ရှိုရာပီလေးဝင်တိုးဖို့ကြိုးစားရဆိုရင်လည်းမရလိုက်ဘူးဗျအဲ့တော့မှတော့ VRH အနေနဲ့ 10k တမှတ်တော့ရထားပါပြီ And Vex had a pretty rough day today. I think they got knocked out early on across 2 maps. ကျွန်တော် Uzi တွေပါတယ်ကျွန်တော် Ace Code တွေပါတယ်နဲ့ဆော့ခဲ့သေးတယ်အဲ့တုန်းကတော့ကျွန်တော် Uzi မှာတက်လို့ရ finally go down, but at the same time, ဖတာတို့ပါတော့သိလားမသိဘူးမသိလောက်ထင်တယ်ဘရိုဂျီကတိတ်ပြီးသိမှာမဟုတ်ဖတာတို့ပါတော့လေ away this compound. And ဘရိုခုနောက်ပိုင်းမှာဆော့တဲ့ player တွေနဲ့တူပါတယ်ကျွန်တော်တို့ကကြာဟိုးရင်ကလေးကသိတယ်မလားအဲ့လိုဆော့လာတာဆိုတော့အဲ့တော့လေးပေါ်မှာတက်လို့ရတယ် more respect for the players, so a double sweep was really good for them as well. Just really break into the area, and now they're getting active. They got that ဘာမှမူညာဖန်နေအဲ့ကောင်အဲ့လိုပဲ Where are we gonna ဒီ go လို now? And this sort of တစ်တော့မှအဲ့လိုယူပြီးတော့ဒဲကြီး recap လုပ်ပြီးတော့ပြအဲ့လိုကြီးတော့မလုပ်နိုင်ပါဘူးဟိုမှာတစ်တော့မှအခုအဲ့လိုအပိုင်းလေးဖြတ်ပြီးတင်တဲ့လူတွေဆိုကိုယ် report လုပ်ပြီးတယ်ဒါတကယ်ကျေးဇူးတင်တယ် they're moving around, Yeah. they're taking a ဒါပေမဲ့တားများတော့ထားလိုက်ပေါ့ကွာ space, which forces တားများမှာတော့ထားလိုက်ပါ still maintain တို့ကလူတွေ YouTube လာကြည့်လိုက်မလား this layer. လမ်းခေါ်တယ်လမ်းခေါ်တယ် They should be able to go မင်းတို့ကငါးစီလာကြည့်လိုက်မယ်ဆိုရင်မင်းဒီကောင်လည်းမင်းပြမှာမဟုတ်တော့ there as well, but ကဲအဲ့တော့ MSI အနေနဲ့ကကျွန်တော်တို့ GC မြန်မာအသင်းတို့အိမ်ထားသေးတယ်ဗျမေလို့ MSI မေလို့ဒီကောင်တွေမှာဆဲရမှာဒီမေလုံးတွေဟိုင်းနဲ့ပေါင်းလောက်တာမှာလုံးဝအန်ကျိတ် as for MSI, they've already found, အိမ်မတက်အောင်မှာ especially from that past round, getting themselves a top 3 finish to at least give themselves a firm shot. ဘို့တုံးဆိုတဲ့ကောင်အေးဟုတ်ပြီမေလို့ဖမ်းပြီမယ် So that is going to be အေးစေးမပူနဲ့မတိုင်နဲ့မင်းတို့အေးစေးကြီး will give them အေးစေးအကုန်လုံးပေးလို့ရတယ်မပူနဲ့ကဲကျွန်တော် MSI အနေနဲ့တော့ဒဲကြီးပဲဒီမှာတိုးလာမှာလားကျွန်တော် GC
အော်ရောတော်တော်နာတယ် Gospel နေနဲ့ CSU တော့မာထားပြီဗျာတော့ MSI နေနေတော့ GC တကောင်တည်းကိုပဲတောက်လျှောက်ပဲဝိုင်းပြီးတော့ spray နေနဲ့နောက်မှာတော့ဘလို့မှတော့ကျွန်တော်မရတော့ဘူးဗျာဒါခုနကြံခဲ့တဲ့ GC ထင်တယ် And man, Okay အဲ့တော့ GC တယောက်ကတော့ပေးရပါဦးမယ် or even some မေလို height တွေမေလို height တွေ struggling to even မေလို height တွေမကြိုက်ဘူးနော် left from the side of Golden Cross, and doesn't seem like there's much that can be done about all these rotations that were untimely. ရောက်ကစားမိမဘေးကမိမတော့လေကျွန်တော်အားပါသွားလို့ပါ So unfortunate. Getting caught. ကဲလောတယ်တော့ခဏလေးငြိမ်သက်နေတဲ့အနေထားပဲဒါကတော့အားလုံးသိတဲ့အတိုင်းပဲဒီလိုလေးပဲသွားတာပေါ့နော်အဲ့တော့လောတယ်ငြိမ်သက်နေခဲ့ပါတယ် We saw some အချိန်နဲ့ဆွဲဖို့ကြိုးစားတယ်ဗျ maybe just lose tiny အပေါ်မှာပြစ်လိုက်လို့ရတယ်လီးပြစ်လို့6ရောက်ကြီးကိုစွတ်ပြစ်နေမအေးလို့စောင်းတော့ကမပါဘူး have the upper hand. No, They no. completely destroyed either by a third ကဲ party or just အဲ့တော့မှကျွန်တော် KE နဲ့ OV နဲ့တော့ညိနေခဲ့ OV ကိုပဲ plane ဝင်တိုးတယ်ဆိုတဲ့အနေနဲ့မှာ KE တွေအော်တောက်လျှောက်ပဲတိုးတယ်ဗျ OV position မရလိုက်တဲ့အနေထားတစ်ခုတော့ကျွန်တော်ဖြစ်သွားခဲ့ပြီအဲ့တော့ OV come on ကျွန်တော် OV နေနဲ့တယောက်ပဲကြံတော့မယ်ဗျချက်ချင်းပဲ OV ကပြန်ပြီးတော့ပြေးသွားပြီဗျနေရာမှာဖယ်ပေးလိုက်ရတဲ့အနေထားတစ်ခုပဲမေလုံး KE တွေတောက်လျှောက်ကြီးပဲဝင်လာခဲ့တယ်ဗျအဲ့တော့ position မရလိုက်ဘူးနော်စုံသွားတော့ကျွန်တော် YG နေနဲ့အကောင်းဆုံးအနေထားမှာတော့ရှိနေတော့မယ် for them as well. ကျွန်တော်စုံအလဲပါပဲဗျ YG Alive, I think just ကျွန်တော်ကတော့ OV kit ဟာနေရာပဲပြန်ပြီးတော့ပြေးထားအောင်မယ်အဲ့တော့ကျွန်တော်ဇုံထဲကိုဝင်မယ်ကန့်မယ်ဒါတယောက်တည်းရှိတဲ့အသင်းတွေကတော့ဒီလိုပဲလောက်ကြရတာပေါ့နော်ကျွန်တော်တို့ကတော့မေလို214အနေနဲ့ကတော့တစ်ဖက်မှာ7 sky မေလိုလေးနေတော့ထပ်ပြီးတော့ညအောင်ပါဗျအပေါ်ကနေပဲအကုန်လုံးတော့ scout ဖို့ကြိုးစားနေတော့မယ် Seeing a fight to eventually spot who exactly will be the king. ကျွန်တော် full scope AUG လေးနေပါပဲ For you to hide out inside of Stalber. So this drastic shift of location really is sending all of these teams into an uncharted territory where very ဘူးနဲ့မဘူးနဲ့အလုပ်ကောင်တွေတက်စိုးမရှိဘူးမပူနဲ့ငါလိုက်စရင်းမှာ games only that လိုက်စရင်းမှာအလုပ်ကောင်တွေတက်စိုးမရှိဘူးတို့ there in the hills of Stalber. So even the likes of 214 ကဲကျွန်တော် YG smile နေတော့214မအေးလို့အပါခေါ်နိုင်ပါသေးတယ်ကျွန်တော်214တွေအနေနဲ့နှစ်ကောင်ပဲကြံမယ်ဗျအဲ့တော့မှတော့ထပ်ပြီးတော့ကျွန်တော် Snooker Esport နဲ့ Terra နဲ့တော့ညိနေခဲ့ပြီ Terra Anno 07အပါခေါ်ခံလိုက်ရပြီဗျတော့ Terra 3ယောက်တော့ကြံနေအောင်ဗျတစ်ဖက်မှာ7 Sky 214တောက်ချောက်ပဲ pressure တွေတော့ပေးတယ်214နှစ်ကောင်လုံးကတော့ကျွန်တော်ညိနေခဲ့ပြီဗျအဲ့တော့ကျွန်တော်ဂျားထဲမှာပဲညိနေခဲ့တဲ့အနေထားပဲ yeah, but there's still တောက်ချောက်ပဲပြေးဖို့ကြိုးစားရဆိုရင်လည်းဒီဘက်မှာကျွန်တော် height တကောင် as well. ဝင်လာခဲ့ပြီဗျာတော့ height ကောင်မှာထပ်ပြီးတော့ရတယ်ကာကွယ်ပြီးတော့တေသွားတယ် what a guy what a guy ကောင်းလိုက်တာရောက်ရင်214ကျွန်တော်တသိန်းလုံးတော့ကျွန်တော် knock out တော့ဖြစ်သွားခဲ့ပါပြီ7 sky height တွေပါထပ်ပစ်ဖို့တော့ကြိုးစားနေတော့မယ် This team ကဲတော့ height ကောင်မှာကျွန်တော်ရှာလိုက်ဗျာ height တွေဒီကောင်တွေ4ကောင်ရှိနေတာစောင်းရဲ strong တာ3ကောင်ထဲဆိုဒီကောင်တွေ solid တဲ့အနေထားမှာတော့မရှိဘူးဗျာအဲ့တော့ height တွေမေလို့ height တွေထပ်ပြီးတော့ညနေထုံးမယ် consistency just not there, and it just felt like there was a lot of desperation. But at the very least, ဒီမှာကျွန်တော် HYB နဲ့ ABC နဲ့ညနေတယ်ဆိုတဲ့အနေထားမှာတော့ရှိတယ်ချက်ချင်းပဲ scout နေတော့မယ်ဗျာတော့ ABC တွေ position ကိုတော့သိပြီဗျာအဲ့တော့ကျွန်တော်တို့မြန်မာ OV လည်းရှိနေတော့မယ် ABC တို့တောက်ချောက်ပဲ spray ကိုတော့ကြိုးစားတယ် HYB unscathed, and Stalber is looking like a hot spot just now earlier in the round. It felt like HYB were all around the Stalber area. Now they're forced into the ဒါပြနေဖြစ်လာသူ့ဟာသူပြည်တာလေကွာ hold on to the big area since BKE is there as ကဲ well. အဲ့တော့ OV kit Yeah, in scenarios like this, whoever cops the spot ငါတို့သွေးရငါတို့မြန်မာသွေးရလားပြမပြစီးစင်းနေတာ Okay shut the fuck up overlook the entire stretch of ခေါင်းလိုက်တယ်ရောက်ရင်အင်္ဂလိပ်လိုစေးတယ် bottom of the hill, Shave it. and on top of the rest of the fields, you get to also secure some of the compounds ခေါင်းမအတန်တို့အဲ့ကောင်မအတန်ကျဲလာတာဘီလိုမှ top side of the planetariums or even a tower such as this. So ဒါပဲလေ sports could maybe hold out for a little bit, ဒါပြနေတယ်မင်းဟိုတယ်လက်သွားကြည့်အောင်ငါလုံး but until the rest of these parties, ကဲအဲ့တော့ YG ၄အောင်လုံးကျွန်တော်ဆုံးအလဲကောင်သားလေးမှာတော့ရှိနေပါသေးတယ် Come on just look at the rest of life. They are not gonna be flustered with, charging up the hillside. For now, they're trying to feel it out. By the outskirts, they are hanging by together alongside with MSI. Meanwhile, on the far west, we see ကဲဒီဘက်မှာကျွန်တော် PKE ရှိတယ် HYB တကောင်ကတော့ကျွန်တော်ဖြန့်ချက်လာတဲ့အနေထားမှာတော့ရှိတယ် PKE တွေအနေနဲ့ကျွန်တော်တက်လာမှာလားဒီနေရာလေးကိုကျွန်တော် wide လူကြမှာလား across every ကဲကျွန်တော်နေရာလူမဲ့အနေထားတစ်ခုတော့မြင်နေရပြီဗျ a little bit of a ကဲအကုန်လုံးကတော့အပေါ်ကနေတော့ဖြန့်ချက်ပြီးတော့ရှိုးနေတော့မယ်လှမ်းပြီးတော့ spray ကိုကြိုးစားမှာလားတော့ဆို PKE တွေအနေနဲ့ကကျွန်တော်၄စီးလုံးတော့ဒိုးနေခဲ့ပြီအကုန်လုံးပဲနေရာကိုဖြန့်ချက်နေခဲ့ပြီ HYB တွေပေးရတော့မှာလား get much done by himself. So he's ကဲ just ရသလောက်တော့နောက်ကိုတော့ပြန်ပတ်ထားသေးတယ်ဗျ phase as he just get himself ကဲကျွန်တော်မေလုံးနှစ်သိန်းကြီးတဲ့အနေထားတော့ဘယ်လိုနေပြောစရာကောင်းပါလေ better hole over on the top end. Well, BKE, they definitely suspected that there's probably one or more teams up above, so Okay, they're HYB. thinking
maybe we're just gonna stick by where we have arrived. Meanwhile, change your draft. ဘောကနေရှိုးနေတော့တောက်လျှောက်ပဲကျွန်တော်3 score နဲ့လှမ်းပြီးတော့ spray ရဲဆိုမလဲအိမ်ကပိန်းတာကွာငါလုံးမှာလားအိမ်ကပိန်းလိုက်တာကွာကဲအဲ့တော့ကျွန်တော်7 sky အနေနဲ့ KE တကောင်တော့ရလိုက်ပါပြီ ကဲအပါပါခေါ်ထားသေးတယ်ဗျာတော့ KE တွေအနေနဲ့အောင်ကျွန်တော်3ယောက်ကြံနေပါသေးတယ်ဒီတော့ကျွန်တော် HYB နဲ့ PKE နဲ့ညှိနေအောင်မယ် It's really taking his time. If all you don't want to rush this either, you pop your head a ကဲ little ပေါ်ကနေပဲအချိန်လေးအားလုံးတော့စောင့်ကြည့်နေတဲ့အနေထားပဲ destroyed. Getting that pickup is going to be another problem in itself. And because there's so many high ground and angles held, it's a lot of hesitation coming in from HYB as well as BKE. If anything, also where the CSU is hanging around as well. This is a very, very hot spot. ကဲကျွန်တော် OV တယောက်ကအခုချိန်ကျွန်တော်ရှင်တန်နေတော့ပဲ Terra Esport ကျွန်တော်3ယောက်ကြံနေပါသေးတော့ YG ခန့်မောင်ကျွန်တော်4ယောက်ကြီးကြံနေသေးတယ်ဗျလောတဲ့နေထားဒီပေါ့နော် Time နေလဲ4ယောက် ABC လဲ4ယောက်ကြံနေတဲ့အသင်းတွေတော့တော်တော်များနေတော့မှာပဲ Not leave it to chance. နောက်ထပ်ကျွန်တော်50 second နေရင်တော့စုံပြောင်းလဲလို့ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ရင်ခုန်ရပါအောင်မယ်ဒီဘက်မှာကျွန်တော် YG Row ကြီးရှိနေခဲ့ပြီဒီဘက်မှာတော့ကျွန်တော်ကိုရောင်နေမှာပဲ4ကောင်လုံးလားကျွန်တော် KE အနေနဲ့3ယောက်ဗျ KE 3ယောက် As for KE, KE က3ယောက်ပဲကြံတော့လား there for some โอเค 3ယောက် YG, you have they put Romeo. နေရာလေးပြောင်းပြီဒီခေလုံးမှာတားစကားများတာပဲငါဘာလို့ပြောနေမှန်းလည်းမသိ You just know that Young Galacticos will eventually come through and choke from different angles and points. Yeah, we do expect maybe it's only going to be a couple of tags across these teams because it is a very tricky terrain for them to play things out. So ကဲကြီးတောက်လျှောက်ပဲကန့်နေခဲ့တာဗျရိုရတော့တောက်လျှောက်ပြန်ပြီးတော့ scout ပေးနေတော့မယ်တစ်ဖက်မှာလည်းကျွန်တော် YG Smile အကုန်လုံး scout ပေးဖို့တော့ကြည့်နေခဲ့ပြီ for the meantime until ကဲကျွန်တော်စုံပြောင်းလဲလေးလုပ်ဖို့တော့ကျွန်တော်4 second on the lower end of the ကဲစုံလေးကဘယ်ဘက်ကိုပြောင်းလာကျွန်တော်ဒီဘက် YG ဘက်လေးကိုကျွန်တော်သွားလိုက်မလားကောwhat a zone အခုချိန်ကြီးတော့ကျွန်တော်စုံပါနေတော့ပဲနောက်မှာတော့ကျွန်တော် HYB ရှိနေခဲ့ပြီအဲ့တော့ YG နဲ့ HYB နဲ့ညီးမဲ့နေထားများဖြစ်သွားမလား HYB အနေနဲ့လည်းဒါကျွန်တော်တို့ဇုံဝင်ရမှာဗျတစ်ဖက်မှာတော့ကျွန်တော် KE ရှိနေတုံးမယ် YG will see how ကဲ high အနေနဲ့လည်းလောနှစ်ကောင်တော့ဖြန့်ချက်လာခဲ့ပြီ the rest who thought ကဲ Roy Boris ရောပြန်ပြီးတော့လာခဲ့ပြီဗျ good plan apparently not because now you see that big scramble over on the top and what a zone မှန်တယ် 5 teams that will try to ကဲ survive. ဇုံလေးကတော့ကောင်းနေသေးပါပဲ HYB Snooker Esport ကျွန်တော်ရွှေမြန်မာတော့ light တော့ပြည့်နေတယ်မေးလုံးလေး But not enough. အောက်မှာလည်းကျွန်တော် MSI နေတော့ရှိနေတယ်မင်းတို့ချင်းချလေလီးပြန်တာဟိုမှာလည်း ABC ရှိတယ်မင်းကမင်းသွားပြင်ပြ Rotate ငါ over. တော့မြင်နေရမင်းလီးလို့မမြင်တာ Got out of that scot-free. But at the same time, HYB is still very much in control. They have the terrain, they have the high ground, and most importantly, ဟိုမှာ BKE တွေရှိတယ်လို့လီးနေမှာ closest to the circle. SNK, one thing's for sure, when you are in a very, very desperate position, what's your call here? Are you going to go for a very aggressive desperation play that leaves you out in the open, or are you going to try and dismantle FIA ကျွန်တော်တို့ bit by ၄ယောက်ထိကြံနေပါသေးတယ် But the lack of information for the rest is going Okay, to hi. make it hard. They rotate toward the southern side. There's too many teams. Maybe they can go northern side. TO is there. It's easier to deal with one team instead of multiples after all. So this is an option for ဟိုက်ကကျွန်တော်3ယောက်ပဲကြံနေနေတာပေါ့ဒီကောင်လေးနည်းနည်းလေးတော့တူတိတ်လေးတော့နေခဲ့ပြီအဲ့တော့တူတိတ်လေးနေထားတော့ဒီကောင်လုံးလာပြီးတော့ရှင်းလိုက်တော့ပိုကောင်းတယ်ပေါ့နော်ဒီကောင်လေးအရန်ကိုလာပြီးတော့သွေးဆိုးပြနေတဲ့အနေထားကြီးကိုမြင်နေရတယ်အဲ့ဒီကတကယ်တော့မပြည့်ဘူးဗျ toward the Okay, middle OV kit side of တောက်လျှောက်ပဲကျွန်တော်တို့တိုင်အောက်မှာပဲကျွန်တော် pro နေပါသေးတယ်ဒီမှာကျွန်တော်ရက်ခါကြီးနေနေတော့ကားနေတော့ဖြတ်ပြီးတော့အချိန်နေ show နေတဲ့အနေထားပဲ But at the same time, it is still a wide open area. ဟောကက်ဆက်ကောင်မတန်ဘလို့ဖြစ်လို့ကျဲကျဲလောက် KI နောက်မှာကျွန်တော် PK ကြီးတွေနေနေဒီဘက်က time နဲ့တော့သွားပြီးတော့ညှိနေခဲ့ပြီကားပေါ်ကနေပဲဝင်ပြီးတော့ short ထားပါသေးတယ်အဲ့တော့ time 3ယောက်ကျန်ပဲဗျ Pickup that did happen. BKE they go in for that 1-point run, and over on top course of the hill, there is just some congestion where every corner there's just အဲ့လိုတော့မင်းတော့ပြောတယ်လို့လား around, which is why ဟာချောင်းတာ Black Eagles they're on that high alert. Escape though. ကဲ GC နောက်ဆုံးမှာကျွန်တော် knock out ဖြစ်သွားခဲ့ပါပြီ Final GC member. တော့တော့ time ထပ်ပြီးတော့ဖြန့်ချက်အောင်မယ်ဒီဘက်မှာ CSU တွေတော့ရှိရဗျ ABC အနေနဲ့ Snooker Esport ကိုတော့ဖြတ်ပြီးတော့ knock ထားပါသေးတယ်အပါခေါ်ထားသေးတယ်ဗျတော့ Snooker Esport အနေနဲ့တော့ကျွန်တော်2ယောက်ကျန်မယ် of the hill is ထပ်ပြီးတော့ပဲကျွန်တော် Terra တွေဝင်လာခဲ့ပြီတစ်ဖက်မှာလည်းကျွန်တော် Snooker Esport တပ်ပါတီ join လို့ရတယ် ABC အနေနဲ့ကတော့ဂုံးပေါ်မှာပဲ position တော့ယူထားတော့ပဲဗျရက်ခတောက်လျှောက်ပဲကားပါညာတော့ဖြတ်တော့မောင်းနေတော့ပဲဘယ်သူနဲ့ရင်တွေ့မှာတော့ရှေ့မှာတော့ Snooker Esport ရှိနေခဲ့တယ်ဗျ not much to gain. ထပ်ပြီးတော့ smoke ထဲကို spray တယ်ဆိုရင်လည်းဘယ်သူမှတော့မရှိနေခဲ့ဘူး Crushing the side of SNK, not quite finding the window of opportunity to do just that. Magic's just gonna put a couple of smokes down while there is ကဲကျွန်တော် Terra တွေနဲ့
snooker e-sport နဲ့တွေ့တာကြီးကတော့ပျော်ဦးဆိုပေမဲ့လည်း granite ကြီးတော်သေးတယ်ကန်ကောင်းလို့ Setting some grenades. ကန်ကောင်းလို့ဟိအောင်ရင်မြန်မာချင်းတွေဒါမှလည်း tap rush ပြီးဗျာအဲ့တော့နောက်မှာတော့ Gosby ပါတော့ပါလာသေးတယ်နောက်တော့ Master Ichi ကားနဲ့တော့ဝင်လာဖို့ကြိုးစားတယ်ကျွန်တော် Push just about Terra ထပ်ပြီးတော့ပဲကျွန်တော်တိုးလိုက်မှလားဒီမှာတော့ Gosby အနေနဲ့ဟိုးဘက်လေးကိုတော့ဖြတ်ပြီးတော့ scout ထားပါသေးတယ် smoke tail လို့ဆိုရင်လည်းရန်ကြီးတော့ဘာမှတော့မလုပ်သေးဘူးဗျဒီမှာကျွန်တော် MSI အနေနဲ့ time နဲ့တော့ညှိတော့မယ် Carolina's gonna get one more on the block. Hasn't been good for him yet. Just enough. ကဲထပ်ပြီးတော့ပဲစုံလေးကိုထက်ကြည့်ရပါအောင်မယ် what a zone စုံလေး Teams. ရေခုန်လိုက်တယ်ကောင်းသေးတယ်ကျွန်တော် YG နေနဲ့စုံလေးမှာပါသေးတယ်ဗျ height နေနဲ့တော့စုံလေကောင်ကြီးကို plane ပဲကျွန်တော်တို့3ယောက်နေရာတော့ယူထားခဲ့ပြီဗျပေါ်အောင်ညှိတော့ညှိနေမယ်ဆိုတဲ့အနေထားမှာ time နေနေတဲ့အပေါ် granite တွေတောက်လျှောက်တော့ပြစ်နေတယ် BKE 3ယောက်တော့ရှိနေပါသေးတယ် Actual battle fight is still going on. BK ကဲအဲ့တော့အပေါ်ဗတဲ့ဆိုင်ရမယ့်အနေထားပဲ BKE နေနဲ့တမန်တော့တာတယ် granite ကိုအောက်ထဲကိုအကုန်လုံး smoke ထဲကိုပဲပြစ်ထည့်နေနေပဲဟိုက granite များဖြစ်သွားမလားသူကတဝက်လောက်တော့ရှော့သွားခဲ့ပြီဗျ angle အဲ့တော့ granite ထပ်ပြီးတော့ပြစ်နေတော့မယ်အော် toward you. ကျွန်တော်ထင်သားတော့ damage လေးကတော့ရန်ကြီးတော့မနာသေးဘူးဗျ ကဲ Pressure. ဟိုဘက်မှာကျွန်တော် MSI တွေကိုဖြတ်ပြီးတော့တပ်ပါတီ join မှာလာလောဆယ်တော့လှမ်းပြီးတော့ spray ရဆိုရင်လည်းထင်သားတော့ damage တော့မထွက်ဘူး HYB HYB အနေနဲ့တော့ကျွန်တော်မြောင်တော့ဝင်ပြီးတော့အိမ်ထားတဲ့ KE CSU နဲ့တော့တက်ညီတယ် MSI ကျွန်တော်တိုင်းဟိုထပ်ပြီးတော့မှာထားတော့မယ် Everyone's ကျွန်တော် BKE rowdy. ဘောတိုးမှာလားထိုင်းနောက်ကတော့ပြန်ပတ်ထားတယ်အိုး grenade ကျွန်တော်ကာကွဲသွားတာလားဟုတ်တယ်အဲ့တော့မှကျွန်တော်ထိုင်းတသိန်းလုံးတော့ knock out ဖြစ်သွားခဲ့ပြီဗျ BKE အပေါ်တော့ထပ်တက်မယ်ဆိုရင်တော့ကျွန်တော် HYB တွေစောင့်နေတော့မယ်အဲ့တော့တသိန်းတော့ရှင်းလိုက်ပြီပေါ့နော်မေလို BKE တွေအနေနဲ့ဘာထက်လုံးမှာဒီဘက်မှာလည်းကျွန်တော်ညှိနေပြီဗျ MSI plane ပဲကျွန်တော်ကိုတော်ထဲထိဝင်တိုးရဲဆိုတဲ့အနေနဲ့မှာ CSU တောက်ချောက်ပြန်ပြီးတော့ spray ဖို့တော့စူးစမ်းနေနေ MSI တယောက်ရလိုက်ဗျအဲ့တော့ရှော့ကန်းနဲ့မတက်ဝင်ပြစ်တဲ့အနေထားမှာတော့ MSI တွေမဟာတရားကြီးကမူးရှိုးရိုးကြီးဝင်တဲ့အနေထားမှာတော့ CSU တွေတသိန်းလုံးတော့ knock out ဖြစ်သွားခဲ့ပါပြီဒီဘက်မှာလည်းကျွန်တော် 7 sky ထပ်ပြီးတော့ spray နေဆိုတဲ့အနေနဲ့မှာ VRH တော့ knock ခံနေရတယ်ထပ်ပြီးတော့ snooker e-sport ပါထပ်ပြီးတော့ထွက်သွားပြီဗျကျွန်တော်မြန်မာအသင်းတွေတသိန်းတော့ထွက်နေရတဲ့အနေထားတော့မြင်နေရပြီ Terra ချန်နေသေးတယ် YG ချန်နေပါသေးတယ် Also have two Sean CK coming. ကဲကျွန်တော် OV kit တခါ Gosby ကိုတော့ဖြတ်ပြီးတော့နော့ထားတော့မယ်အပါပါခေါ်လိုက်ပြီဗျ OV တော့ OV နဲ့ Terra နဲ့ထပ်ပြီးတော့ညှိတဲ့အနေထားပဲ Very. ဒီမှာတော့ 7 sky လှမ်းပြီးတော့ spray ရဲဆိုတဲ့အနေထားမှာ YG smile VRH ကိုထပ်ပြီးတော့မထားပါသေးတယ်အဲ့တော့ပြန်ပြီးတော့ spray ကိုကြိုးလိုက်ဆိုတဲ့အနေထား VRH ကောင်းလိုက်တယ်လော့အနေနဲ့တော့ထပ်ပြီးတော့ knock ခံလာရပြီအဲ့တော့တော့ဘယ်ကပြစ်လို့ပြင်မှမသိဘူးဆိုတဲ့အနေထားမှာတော့ဖြတ်ပြီးတော့ကွယ်ထားသေးတယ် OV တသိန်းလုံးတော့ knock out ဖြစ်သွားခဲ့ပြီဗျအဲ့တော့ကျွန်တော် YG 4ယောက်ချန်ပဲ Terra 2ယောက်ချန်နေပါသေးတယ်ထပ်ပြီးတော့တောက်ချောက်ပဲ spray ကိုကြိုးစားတယ် 7 sky တကောင်အောက်ကိုတော့ပြန်ဆင်းနေရပြီဗျတော့ 7 sky သူ့ဘောတော့ပြန်ကယ်ဖို့ကြိုးစားတယ်ဆိုရင်လည်းဒီဘက်မှာတော့တောက်ချောက်တော့ VRH လော့ထောက်ပေးနေတော့မယ် VRH 2ယောက်ချန်ပါအောင်မယ် None of the bullets are actually hit. Come on ကျွန်တော်ရွှေမြန်မာတွေ That as well. The lack of terrain and these angles that Seven Sky are abusing is 7 sky even harder. အပေါ်ပြန်တက်ဖို့ကြိုးစားရဆိုမှလည်းတောင်ပေါ်နေတော့ရှော့ပြီးတော့ကြာနေအဲ့တော့မှတော့ဝင် rush တယ်ဆိုမှ HYB တကောင်တော့ရလိုက်နောက်တစ်ကောင်မှတက်အိမ်ဖို့ကြိုးစားရဆိုမှလည်း back fire တွေကြားထဲမှာတော့ဘလုံးမတော့မရတော့ဘူးဗျ HYB တယောက် not ခံလိုက်ရပါပြီ HYB အနေနဲ့တယောက်ပဲကြံတော့မဲ့အနေထားတစ်ခုပဲအော်တသိန်းလုံးမှာကျွန်တော်တို့ထွက်သွားပြီဗျ knock out ဖြစ်သွားပါပြီကျွန်တော်ရက်ခ They were ရက်ခအနေနဲ့မေးလိုက်အော်ခေါင်းကြီးကိုကွာမအေးလို့အဲ့လောက်ပြစ်စရာလို့လားလုံးမာသားမညမတာခုံးပေါ်ကနေပြီးတော့အဲ့တော့မှတော့ VRH လောအနေနဲ့ကတော့ဒါကျွန်တော် not သွားပြီဒါမှမဟုတ်ကျွန်တော် BKE အနေနဲ့ ABC ကို granite နဲ့တော့ not ထားပါသေးတယ် just by the edge of the zone. Some ကဲ BKE ကျွန်တော် ABC 0အပါပါခေါ်လိုက်ပြီဗျ ABC အနေနဲ့ကတော့ဒါကျွန်တော်2ယောက်ချန်နေအောင်ပဲဗျထပ်ပြီးတော့ပဲကျွန်တော်ကဲမှာလားကဲဖို့တော့လာနေခဲ့ smoke ဘာညာခင်းရတယ်ဆိုတဲ့အနေထားမှာတော့ကျွန်တော် VRH တယောက်ထပ်ပြီးတော့ကဲပါအောင်မယ် YG ခုချိန်ဒီချိန်တွေကောင်းနေတော့မယ်ကျွန်တော်ဆုံးရှင်းခုံအောင်တော့ထပ်ပြီးတော့ကြည့်အောင်ပဲဗျ what a zone the other side of the hill where YG is holding out. အော်ရိုကြီးရှိနေသေးတယ်ကောင်းတယ်ဘာမျိုးနှစ်ယောက်က position ယူထားတယ် height နေနဲ့ထိတ်တိုက်တွေးမဲ့အနေထားပဲ Terra ဟိုဘက်ဘေးကနေတော့ဝင်လာဖို့တော့ကြိုးစားနေတော့ပဲ YG မှာနဲ့ YG smile စုံနဲ့ဝင်ဖို့ကတော့ရှင်းမှာကိုပေါ်တာနှစ်ယောက်ရှိနေတဲ့အတွက်အစင်းတော့ပြေနေပါသေးတယ်ကျွန်တော် YG Do is just move into the zone and just eventually wait for some movement patterns coming in from the southern side. 7 sky နဲ့ခုံးပေါ်ပြန်တက်ဖို့ကတော့တော်တော်ကိုအဆင်မပြေတဲ့အနေထားတစ်ခုပဲ YG မာနဲ့အနေနဲ့နောက်ကဝင်လာမဲ့ကောင်တွေအကုန်လုံးဖြတ်ပြီးတော့ထောက်ဖို့တော့ကြိုးစားနေတော့မယ် Over the south has been super tricky, especially. အော်အဲ့ဒါကြီးကနော်အဲ့ဒါကြီးကအနေများတယ်အပေါ်တက်ရတာအေးတော်သေးတာပေါ့ဗျာအပေါ်ရောက်သွားသေးတယ် They're quiet. ကဲဒီဘက်မှာတော့ MSI တွေရှိတယ် KE တွေရှိတယ် 7 sky တွေအကုန်လုံးကတော့ရှိနေထုံးမယ် But if anything, I think ထပ်ပြီးတော့ပဲမာနဲ့အပေါ်ကနေလမ်းအိမ်နဲ့ဆိုတဲ့နေတာက VRH လော့တကောင်တော့ကျွန်တော်တို့အပါခေါ်လိုက်နိုင်ပြီဗျထပ်ပြီးတော့ပဲ 7 sky တွေတက်လာတယ်ဆိုတဲ့နေထားတော့ YG smile ထပ်ထောက်ထားတော့မယ် angles and completely abuse it. Vic's already getting knocked down. Even one more elimination in the bag for them.
They just ကဲကျွန်တော် FIH တယောက်တည်းကြံတော့တယ်ဗျအဲ့တော့ဖြတ်ပြီးတော့မှဇုံလေးကိုဝင်မယ်ဇုံအသားလေးတိုးမယ်ကန့်မယ်အဲ့အနေထားပဲလုံးလို့ရမယ် outside the circle. open field ဖြစ်နေပြစ်မယ်ပေါ့နော်အဲ့အနေထားပဲရန်ကြီးတော့ကျွန်တော်တို့ aggressive sort လို့တော့မရတော့ဘူးဗျ Lurking or flanking, or even go in for this long range hits if they need to as well. But they still have to deal with the final boss. It's still high. ကဲ wine 10k 4កောင်ဒီရယူထားတယ် MSI 7k ဒီရယူထားတယ်ဗျအဲ့တော့မှတော့ကျွန်တော် Terra အနေနဲ့ကတော့တယောက်တော့ပေးလိုက်ရတယ်ဆိုမှကျွန်တော် YG လှမ်းပြီးတော့ not ထားတာဖြစ်တယ်ဗျအဲ့တော့ Terra တယောက်ပဲကြံမယ်ပေါ့နော် Despite them not really having much of a တော့ကဲလို့ရရဆိုမှ7 scan ကိုတောင်းလျှောက်ပဲ MSI အပေါ်ကနေပဲခုံးပေါ်ပဲတောင်းလျှောက်ပြစ်တယ်ဆိုတဲ့အနေထားမှာ7 scan နှစ်ကောင်တော့ကျွန်တော်တို့ not ထားပါသေးတယ် ထပ်ပြီးတော့ပဲ high တွေပါရှိနေခဲ့ပြီ high နဲ့မေလို့ MSI နဲ့မပြစ်တော့ဘူးလားဒီတက်အလုံးမသားတွေကဲ MSI 7 scan 2ယောက်လုံးတော့မားလိုက်ရှင်းနေပဲကျွန်တော်7 scan 1ယောက်ပဲကြံမယ်ဗျအဲ့တော့ smoke ထဲမှာပဲပြန်ဖြတ်ပြီးတော့ကန်ထားပါသေးတယ် from tying it with Yangon Galacticos. ကဲပတ်လေးတော့ smoke တွေတော့ခင်းနေတော့မယ် They send a couple of members to 7 sky နောက်မှာတော့ကျွန်တော် FIH တယောက်တော့ရှိနေတုံးမယ်ဗျအဲ့ကျွန်တော်ခိုးတော်ထဲမှာတော့ KE တစ်ဖက်မှာလည်းကျွန်တော် MSI ရှိနေပါသေးတယ် now and high. What more can he do? He does know for a fact that Marcos is ကဲမေလို high တွေအနေနဲ့လည်း3កောင်တော့ကြံနေသေးတယ်ဒီဘက်မှာ7 sky ပြန်တော့ကြည့်နေ granny လေးကင်တာ FIH ကျွန်တော်ရွှေနေမှာလှမ်းပြီးပြစ်လိုက်တဲ့ granny လေးကကျွန်တော်ကြော်သွားခဲ့ပြီဗျအဲ့နောက်မှာတော့ကျွန်တော်တို့နှစ်ဖက်လုံး granny ကင်ပြီးတော့ပဲ1 versus 1 but တရားဘယ်လောက်ဒီ performance တစ်ဖက်မှာ roy high ကိုတော့လှမ်းပြီးတော့ knock ထားပါသေးတယ်အဲ့နောက်မှာကျွန်တော် KE တသိန်းလုံးတော့ထွက်သွားပြီ high အနေနဲ့မာနဲ့ကိုတော့ပြန်ပြီးတော့ knock ထားသေးတယ်ဗျအဲ့တော့ YG တယောက်တော့ knock ခံလာရပြီ Ghost Misfits. ကဲထပ်ပြီးတော့ပဲကျွန်တော်7 sky 1 versus 1 battle တော့ကျွန်တော်ကြည့်နေရ granite လှမ်းထည့်တယ်ဆိုရင်လည်းသူကတဝက်လောက်ပဲချက်ရှော့ပါသေးတယ်ကျွန်တော်ရွှေမှာ FIH နေလည်းတော်တော့ရုံးကန်နေရတဲ့နေတာ granite တော်ပါသေးတယ် BKE MSI ကိုပြန်ပြီးတော့တပ်ပါတီ join ဖို့တော့စူးစမ်းနေတုံးမယ် BKE ကျွန်တော် MSI master line ကိုတော့ရလိုက်ပြီဗျ And since high, so ထပ်ပြီးတော့ပဲ force code လေးနဲ့လှမ်းထောင်ပါလား7 sky တကောင်လဲဆိုရင် position တော့တောက်လျှောက်တော့ထောက်နေတုံးမယ်လှမ်းပြီးတော့ position ကတော့မြင်ရပြီဒါပေမဲ့အရင်တော့မဖြစ်ရဲဘူးပေါ့နော်မင်းလို့ the previous map, and even here right now for a deeper run. ကျွန်တော် YG တယောက်ပါသွားပြီဗျအဲ့တော့ YG နေနဲ့3ယောက်ပဲကြံမယ် So I would say if ကျွန်တော် Terra 2ယောက်ကြံနေပါသေးတယ် the trigger discipline is just so ကျွန်တော် FIH တယောက်ပဲကြံမယ်ဗျအဲ့တော့ကျွန်တော်ဝင်ပြီးတော့တိုးလာပြီဆိုတော့နေထားတော့ငုံတုတ်ကြီးကြည်နေရောလွဲပြီးတော့ဘာမှလုံးလို့မရတော့ဘူးဆိုပြီးတော့ကျွန်တော်ဥကြုံမှု on သွားပြီဗျနောက်ကနေပြီးတော့ MSI တောင်းလျှောက်ပဲတက်လာတဲ့နေထားမှာတော့ကျွန်တော်မာထားရဆိုမှလည်း FIH နေကတော့ပေးလိုက်ရပြီတသိန်းလုံးတော့ထွက်သွားခဲ့ပြီဗျ 12. အဲ့တော့ YG come on Actively moving around Terra come on ကျွန်တော်မြန်မာနှစ်သိန်းကြံနေဆိုတဲ့နေမှာ Terra နဲ့ BKE နဲ့သွားညီနေတဲ့ Terra points in the end. ထပ်ပြီးတော့ knockout လောက်ခံလိုက်ရပါပြီအဲ့တော့ကျွန်တော်3 versus 3ဆိုရင်လည်း BKE အနေနဲ့4ယောက်တော့ကြံနေပါသေးတယ်ကျွန်တော် YG come on the entire kill of Stauber, and now စုံထဲမှာလည်းကတ်ထားလို့ပဲ YG like they could be ကဲလောက်ပါသားလေးလောက်ပါ current block at this point in time. YG, one member be weakened true. Same goes to MSI as well as Hive. So numbers game, it definitely does favor the side of BKE, but we cannot underestimate မင်းဇုံတော့မှရှင်းမင်းတို့ချင်းချင်းပြက်လေကွာမတွေ့ဘူးလားဒီလောက်ဇုံချင်းနေတော့မဲမေစပါ the evening. Despite Hive being a little Okay. more passive, they were just မတွေ့ဘူးလားဟိုဘက်ဘေးမှာလी for this end game and မတွေ့ဘူးတဲ့ကွာ they haven't been through the smoke. ဘာလို့နေမှာဒေါသထွက်လာတိုက်ရေးစိနေပါမမျိုးခေါင်းလေးထားစော်ဟမ်းလိုက်တို့ချင်းစော်ဟမ်းလိုက်ပုံနေကောင်းနေနေရာလေးကကောင်းနေ Meanwhile, နောက်ကြည့်ပါမရှိတော့ဘူးBKE ကလာပြန်ပြီလို့လေး now reconvene မဆိုင်နေမင်းတို့ target ကြီးရလဲဒီပဲကွာကဲ southeast. ဟိုဘက်လေးပါလေးလဲသွားကြအောင်ငါလုံးနေမှာအေးအပေါ်တက်သွား But it is going to be MSI. ကဲအဲ့တော့ကျွန်တော် MSI နဲ့ BKE နဲ့တော့ညှိနေပြီ YG Smile နဲ့ MSI တယောက်ကိုတော့မာထားသေးတယ်ဗျအဲ့တော့အပါမှာခေါ်ထားသေးတယ် nice ကျွန်တော်ကေးမှာထက်ရထားသေးတယ် YG Smile BKE that we BKE နေနဲ့ပြစ်တယ်ဆိုရင်လည်းဒီကောင်ကေးတော့မရတော့ဘူးပေါ့နော်တစ်ဖက်မှာလည်းကျွန်တော် MSI နဲ့ high နဲ့တော့ညှိမယ် granite high ကောင်နေစီကိုရောက်မှာလားရောက်တော့မရောက်တော့ဒီဘက်မှာ MSI တကောင်တော့ high မရမကတော့ထားပြစ်ဖို့တော့ကြိုးစားရဆိုရင်လည်းမပြစ်တော့ပြန်ဘူးမမေစပ်ပါဟိုကောင်လည်းအောင်နောက်ကိုပြန်ဆင်းနေလီးလာ as for Ranger, ပြစ် very good at finding great မင်း opportunities. လည်းဝစ်ကြည်တန်းနေကွာအဲ့တော့ granite မထီဘူးမထီအောင်များပြက်နေတာလားမသိဘူးငါလည်းမော်လီထက်ကျဲတယ်မထီပြန်ဘူးလား MSI knows how Hive plays, decides to keep အေးမေလို့နှစ်သိန်းကတော့လုံးပြနေပေါ့နော်ဘာတွေလုံးပြနေလဲတော့မသိဘူး MSI တော်တော်ကျွန်တော်တို့ထိနာနေခဲ့ပြီဗျ MSI ဒီမှာကျွန်တော် granite တောင်းချောက်ပုံဝင်နေဆိုရင်လည်း height တကောင်မှတော့မထီသေးဘူး height တကောင် knock ခံလိုက်ရပြီ BKE တပ်ပါလီပါထက်ကြွားနေကျွန်တော် YG အေးစိလေးပဲကျွန်တော်ရှိနေသေးတယ်ဗျ YG Roy နေနဲ့ဒီဘက်ကကျွန်တော် height ကိုပါအပွားခေါ်လိုက်နိုင်သေးတယ် height နေနဲ့ကျွန်တော်တကောင်မဲကြံမဲတကောင်ကတော့ကျွန်တော် knock နေတဲ့အနေထားမှာတော့ရှိတယ်ဗျတော့တကောင်ဖြတ်ပြီးတော့ကန့်ထားသေးတယ် MSI နဲ့ပေါ်တက်လာဖို့တော့ကြိုးစားနောက်မှာ BKE ရှောင်းလိုက် back fire ပွေးရဆုံးမလဲ height တစ်သိန်းလုံးတော့ knock out ဖြစ်သွားခဲ့ပြီဗျ come on ကျွန်တော် MSI Free elevation အနေနဲ့တော့ကျွန်တော်2ယောက်ကျန်နေ BKE နဲ့အရင်ညှိနေဝိုင်းကြီးနေအေးစိလေးပဲကျွန်တော်နောက်မှာတော့ရှိနေတော့ပဲကျွန်တော်ရွှေမြန်မာ Black Eagles BKE on their
best forms. MSI တွေကိုထဲအိမ်မို့တော့ကြိုးစားဆုံးလဲ PKE တကောင်မှာထပ်ပြီးတော့ကျွန်တော်နော့လိုက်ပါသေးတယ် nice အပါမှာခေါ်လိုက်ပြီဗျ Breaks right အဲ့တော့ PKE တကောင်ကတော့အပါခေါ်ခံလိုက်ရပြီကျွန်တော်အားလုံးကတော့ YG 3ယောက်ကျန်နေ PKE 3ယောက်ကျန်နေ MSI 2ယောက်ပဲကျန်တော့တဲ့အနေထားပါ Back line finding those big opportune moments is the reason why they ကဲ keep all the ထပ်ပြီးတော့ပဲကျွန်တော် lens scout ဖို့တော့ကြိုးစားနေတော့မယ် despite not having that upper hand advantage because of how dynamic ကျွန်တော် PKE 3ယောက်ကျန်နေပါသေးတယ် MSI 2ကောင်ပဲအဲ့ကောင်လေးတွေကိုရှင်းလိုက်ပါလားကွာမင်းတို့3ဆိုလီးတော့မနိုင်ဘူး YG ကို round and this is လို့မင်းတို့ဟိုဘက်ကိုသွား Hive has been ဟာ MSI ကဟိုဘက်မှာမေးလို့ရင် excuse me from being able to get those chicken dinners but now there's BKE there's MSI BKE has been oppressive this ကဲကျွန်တော် MSI တကောင်မျက်လျှောလေးနဲ့တော့ကန်ထားတော့မယ်ကျွန်တော်ဒီဘက်မှာ Roy အားလုံးတော့ scout ပေးနေတဲ့အနေထားပဲဗျအဲ့တော့ PKE နဲ့ MSI နဲ့အရင်တွေ့ပါစေလို့ပဲကျွန်တော်ဆူတောင်းရမှာပါပဲ mark Yeah, it doesn't matter all too much. I do think the rest of MSI. ခမ်းမော်စိတ်ကလောင်းနေလေဖြန့်ချက်ထားတော့မယ်ကျွန်တော်ကားလေးနဲ့ပြန်ထိုးမယ်ဆိုရင်ဇုံကတော့နာနေတယ်ဇုံနာနေတာတာကြီးခေါက်ပြန်တော့တိုးထားမှတော့ရမယ် MSI နေ PKE အပေါ်အောက်တော့ဖြစ်နေခဲ့ပြီ Which leaves မင်းတို့ရဒီဘက်ပဲကောင်းကွာကောင်း what a Roy ကျွန်တော် MSI နောက်ကောင်မှာထက်ရထားသေးတယ် come on eyes onto the come on Roy ကိုပြန်ထောက်ပြီးကြိုးစားရဆိုရင်လေကျွန်တော် Roy အပွားမှာခေါ်လိုက်နိုင်ပါသေးတယ် nice Roman သူတို့ပြန်ဖြည့်မှတော့ရအောင်ပေါ့နော်ကျွန်တော် MSI တကောင်မဲကြံတော့မယ်ဗျအဲ့တော့ BKE အနေနဲ့လည်းဟိုဘက်ကိုလှမ်းထောက်ပါလား BKE that there is ခေါင်းလေးကိုလည်းလှမ်းထောက်လိုက်မလား perhaps YG ကြံနေပါသေးတယ်3ယောက် that the very least စိတ်ကလောင်းအနေနဲ့ဖြတ်ပြီးတော့ကျွန်တော်ကန်ထားတော့မယ် finish. But for the moment, come on MSI နေ MSI တကောင်ကြံမယ်ကျွန်တော် BKE တွေအနေနဲ့ YG ဘက်ကိုတော့တိုးနေခဲ့ပြီအပေါ်အောက်တော့ဖြစ်နေတယ် position အရာတော့ grenade လမ်းပြစ်မယ်ဆိုတဲ့အနေထားမှာ smoke ထဲကနေပဲစိတ်ကလောင်းအမလေးအနေများလိုက်တယ်မတွေ့ပါစေနဲ့ကွာ struggle as they rely on those smokes, and you can see how open it is on that descent. Okay တောင်းလျှောက်ပဲ surprise ဆိုတော့ now YG smile BKE နောက်တစ်ကောင်မှာထက်ရထားပါသေးတယ် nice ကျွန်တော်တို့3 versus 2 MSI တကောင်ပဲကြံမယ်အဲ့တော့ကျွန်တော် YG chicken စားဖို့လက်တကန်းလုံးမှာတော့ရှိတယ်အပါခေါ်ထားသေးတယ် nice ကွာကောင်းလိုက်တာ from the other ကဲကျွန်တော် YG smile နဲ့တောင်းလျှောက်တော့လုံးပြနေတော့ဒီမှာ MSI BKE တကောင်မှာထပ်ပြီးတော့အိမ်လိုက်ပြဒီဘက် YG chicken စားဖို့လက်တကန်းလုံးမှာတော့ရှိနေတောင်းလျှောက်ပဲကျွန်တော် position တွေမှာ change ပြီးတော့ MSI လိုက်ပြီးတော့အိမ်မို့တော့ကြိုးစားရဆိုမလဲ MSI တကောင်ပဲကြံတော့ nice ကျွန်တော် chicken ရပါပြီကျွန်တော် tanky 10မှတ်နဲ့တူ chicken ရခဲ့ပြီ YG come on ကောင်းလိုက်တာရအောင်ကြီး come on and in the most fashionable way possible hey, nice The charm, they've been consistently in the